ဆိုမိတ်ဆွေတို့ပုံဝင်ချိန်မှာလူဘယ်နှစ်ယောက်လောက်က iPhone ကင်နေကြလဲဆိုပြီးတော့ဘသူတွေကရော iPhone ကင်ဖို့ဆန္ဒရှိနေကြလဲဆိုတော့ကျွန်တော်ဒီနေ့မှာလူတွေဘာကြောင့် iPhone ကိုကင်ကြလဲဘာဖြစ်လို့ကျွန်တော်ဒီ Android ကိုကြော်ပြီးတော့ iPhone ကိုရွေးချယ်တင်တယ်လဲဆိုတဲ့အချက်၃ချက်ကိုကျွန်တော်ပြောပြပေးမယ်ဆိုတော့ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ AI ဆိုတော့ iPhone မှာ AI ကိုဦးစားပေးတယ်ဘာညာမပြောနဲ့ကျွန်တော်ပြောပြမယ်ဆိုတော့ iPhone ကလောလောလတ်လတ်ကျွန်တော်တို့ဒီ Google ရဲ့ Gemini ကိုကျွန်တော်တို့တစ်နှစ်ကို1 billion လောက်သုံးပြီးတော့ကျွန်တော်စာချုပ်ချုပ်လိုက်တယ်ပြောချင်တာဝယ်လိုက်တယ်ဆိုတော့ဒီမတိုင်ခင်မှာ Apple ကကျွန်တော် ChatGPT တို့ Cloud AI တို့နဲ့လည်းသူကစကားပြောထားတယ်ပြောချင်တာကဒီ AI အတွက်ကို Apple ကတိတိချာချာကြီးကိုလုံးဝနေတယ်အားဆိုင်နေဆိုတော့ကျွန်တော်တို့သိတယ်ဆိုတော့ကျတော့ Apple တကယ်လုပ်ပြီဆိုလို့ရှိရင်တကယ်ဖြစ်တာဖြစ်တဲ့ကျွန်တော်တို့ something visit ကန်ပြီဆိုတော့ကျွန်တော်တို့ AI ဘိုင်းဟာကျွန်တော်တို့ iPhone ရွေးချယ်ဖို့အတွက်ပထမတန်းဦးစားပေးဖြစ်လာတယ်ကျွန်တော်ဒုတိယအချက်အနေနဲ့ကကျွန်တော် receiver လို့ပြောတဲ့အခါမှာကျွန်တော်ဒီနေ့ဒီချိန်မှာကျွန်တော်လူတိုင်းနှီးပါဖုန်းကင်နေတဲ့အချိန်မှာကျွန်တော်မိတ်ဆွေတို့ကအနည်းဆုံးကျွန်တော်တစ်ချိန်တစ်ခါလောက်တော့ကျွန်တော်ဖုန်းကိုရောင်းဖို့ပါလိမ့်မယ်။သို့မဟုတ်ရောင်းဖို့ကျွန်တော်စူးစမ်းဖို့လိမ့်မယ်။ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်စကားပြောသွားပြီ။ဆိုတော့မိတ်ဆွေတို့အနေနဲ့ဖုန်းကင်တဲ့အခါမှာကျွန်တော် parking ကင်တဲ့လူရှိတယ်။ကျွန်တော် parking ဖောက်ပြီးကင်တဲ့လူရှိတယ်။ second ကင်တဲ့လူရှိတယ်။ဆိုတော့ parking ကင်မဲ့လူဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမှာ parking တွေအစ်ထွက်နေတဲ့အခါမှာ parking ဖောက်ချင်တာဖြစ်တဲ့အတွက်ကိုကဒီဖုန်းလေးကိုပြန်ရောင်းချင်တာမျိုးရှိတယ်။ဆိုတော့ second ကင်တဲ့လူဆိုလို့ရှိရင်ကျွန်တော်အလိုလိုမှ second ကင်တာဖြစ်တဲ့အတွက်ကျွန်တော်အရောင်းဝယ်အသေးထက်ပြီးကျွန်တော်ခဏပြန်လုပ်တယ်။ဆိုတော့ဒီနေရာမှာဆိုရင်ကျွန်တော်နည်းနည်း fans back အနေနဲ့ကျွန်တော်ပြောချင်တာကမိတ်ဆွေအနေနဲ့ကဖုန်းတစ်လုံးကို parking ဖောက်လိုက်ပြီဆိုရင်ဒီကောင်ကကျွန်တော် second ဖြစ်သွားပြီဆိုတော့ second ဖြစ်သွားနေမြကျွန်တော်ပြန်ရောင်းတယ်ဆိုလို့ရှိရင်သိကြတဲ့ဒါ second ဈေးပဲရတော့မှာဒါကတော့ရှင်းပါတယ်ဆိုတော့မိတ်ဆွေအနေနဲ့အစကတည်းက second ကင်ထားတယ်ဆိုလို့ရှိရင်ကျွန်တော် second ဈေးထဲမှာပဲပြန်သွားတာဖြစ်တဲ့အတွက်ပြန်ရောင်းတဲ့အခါမှာကျွန်တော်ကိုယ့်ရဲ့ရပိုင်ခွင့်ကအပြည့်အဝပြန်ရတယ်ပေါ့ပြောချင်တာကကျွန်တော်ဥပမာမိတ်ဆွေဖုန်းက9သိန်းနဲ့ဖုန်းတစ်လုံးကို parking ဖောက်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ9သိန်းနဲ့ဖုန်းရဲ့ကျွန်တော်တို့ second တန်ဖို့ကကျွန်တော်4သိန်းလောက်ပဲဆိုကြပါစို့ဆိုလို့ရှိရင်မိတ်ဆွေတက်သိန်းကအတက်တင်ရှုံးတယ်ဒါပေမဲ့တစ်ခုရှိတာအဲ့တက်သိန်းနေမဟုတ်ဘဲနဲ့ကျွန်တော် sign နေရတယ်မိတ်ဆွေတို့အပေါင်းဆိုင်မှာကျွန်တော်အတိုးသွားပြီလို့ပဲ sign နေမှာကျတော့ sign profit အတွက်ကျွန်တော်တို့ percent ပါညာထပ်ကွာရဆိုလို့ရှိရင်မိတ်ဆွေကအဲ့ဒီတက်သိန်းအပြင်နောက်ထပ် percent ထပ်ပြီးတော့ရော့သွားရှိတယ်ဆိုတော့မိတ်ကိုက parking ဖောက်ထားရဆိုလို့ရှိရင်တော့အရှုံးပို့ပြီးတော့များတတ်တယ်ပြန်ရောင်းတဲ့အခါမှာကျွန်တော်ရတဲ့ကိုဝယ်ထားတဲ့ amount အပြေအဝပြန်မရတော့ second ကင်ထားမယ်ဆိုလို့ရှိရင်တော့ရှင်းတယ်မိတ်ဆွေကဒါတော့4သိန်းနဲ့ဖုန်းတစ်လုံးကင်ထားရဆိုလို့ရှိရင်4သိန်းနဲ့ကျွန်တော်တို့ percent တစ်ခုပဲကျွန်တော်တို့ကရော့သွားမှာ parking ကင်ရင်နေဆိုလို့ရှိရင်တော့ပြန်ရောင်းတဲ့အခါမှာအရှုံးပိုများနိုင်ပြီးတော့ second ကင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ကင်ရတာအမြဲကျွန်တော်တို့အရှုံးတက်တာနဲ့မော်တဲ့ average တွေကိုလေ့ကန်လို့ရတယ်ဒါကကျွန်တော်ကအချက်တစ်ချက်အနေနဲ့ပြောပြပေးတာမိတ်ဆွေတို့အနေနဲ့ second ကင်မယ်ဆိုလို့ရှိရင်တော့ second ဆိုတဲ့သဘောကကျွန်တော်တို့သူများကင်ထားတဲ့ရာဖြစ်တယ်ဆိုတော့ကျွန်တော် body condition ရထားကျွန်တော်အပွင့်စင်းလေးပါမယ်ကျွန်တော် body ရောတာပါညာအများကြီးပါတယ်ဆိုတော့ဒါလေးလည်းရွေးချယ်ပြီးတော့ဝယ်ယူတတ်ဖို့လိုတယ်ဒီပြင်ကျွန်တော်အတွင်းပိုင်း error တွေအတွင်းပိုင်း sub ပိုင်းဆိုင်ရာတွေလဲထားပြုတ်ထားတာကျွန်တော်တို့ original second မဟုတ်တာတွေလည်းကျွန်တော်အများကြီးရှိနေတယ်ဆိုတဲ့အခါမှာမိတ်ဆွေတွေနဲ့တေချာစိတ်ချတဲ့ဆိုင်မှာရွေးချယ်ဝယ်ယူဖို့လိုပါတယ်ဆိုတော့ by the way ကျွန်တော်ခုနပြောခဲ့တယ်ကျွန်တော် iPhone ကင်လို့ချင်း second ကင်လို့ညွှန်းခဲ့တာကျွန်တော် Windows ဆိုင်မှာ parking မရောင်းလို့လားဆိုပြီးတော့ဖြစ်နေမှာဆိုတဲ့အတွက်ကျွန်တော်တို့ဆိုင်ကကျွန်တော် Apple Authorized Distributor ဂျနေရဲ့အတိမတ် view JB Shop ဖြစ်သွားပြီဖြစ်ပါတယ်ဆိုတော့အခါမှာကျွန်တော်တို့ဒီမှာ Apple Official 2-year warranty အလုံးတွေကိုကျွန်တော်တို့စိတ်ချလက်ချနဲ့လာပြီးတော့ဝယ်ယူလို့ရပါတယ်သတင်းစကားလေးကျွန်တော်ပါပေးလိုက်ရဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် quality စစ်မှန်အာမခံနဲ့ပိုအေး